တရားတွေကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာချိန်တည်းမြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းကင်ရွှေပြည်လာတိကျတဲ့ဖြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရဒီဆုံးဖြတ်ချက်လေးမခဲ့ရင်ထာဝရမတွေ့ဘူးစရာပဲအသက်ကျွတ်တဲ့စားထိုးကချစ်ခဲ့လေသူယေရှုသာလီမတော်လည်းဒီထာဝရယာယီခိတ္တလောကအေးသည်အချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကြွေလွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးအတွက်နောက်ခုရှိနေတယ်အိုးနာသေးခြင်းနဲ့လူအနိစ္စတရားသည်ကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာအချိန်တည်းမြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းကင်ရွှေပြည်လာတိကျတဲ့အဖြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရ